င်းမှာတော့ဘုဒ္ဓမာနီယာမှာတော့ကျွန်တော်တို့ Easy Back ကျွန်တော်တို့အနိုင်ရရှိခဲ့မယ်ဆိုရင်အာရှဖလားဝင်ခွင့်ရဖို့အတွက်ပို့ပြီးတော့နီးစပ်မယ်နေထားမျိုးတော့ပိုင်ဆိုင်သွားနိုင်မှာဖြစ်ပါတယ်။တန်ပိုင်ကပေါ်လေးချပေးလာတယ်ဟေးပြိုးဝင်းပဲရက်စတဲ့လက်ကျန်ပြီ။သမီးဦးညာချမ်းကိုတင်ပေးလာတယ်လူချွတ်ပဲဟေးပြိုးဝင်းဆက်ထိန်လာတယ်။နေငယ်တော့တုံဆိုင်နေလို့စိုးအောင်ပါဖြစ်ပါတယ်။ဟေးပြိုးဝင်းရောင်ပြဖို့ကြိုးစားတယ်။ဒါဖြစ်ဖို့ပြရတယ်ပိတ်ဖို့ကြိုးစားတယ်။မင်းမိုးအောင်ဖြစ်ပါတယ်။ဒါချင်း20နဲ့ခုနှစ်အတွင်းမှာရရှိလာတဲ့မာအသင်းရဲ့အပိုင်နိုင်ဆုံးအခွင့်အရေးဒီမှာလွင်မိုးအောင်နေငယ်ပေါ်စားတဲ့ကစားမှုတစ်ခုတော့ဂျုံမင်းပဲပြန်ပြီးတော့ရနာသေးတယ်ဦးရလက်ကန်လာတယ်ပါကစ္စတန်ခံစစ်ကိုတော့မကြော်ပြန်ဘူးဗျာမမောင်လွင်ဇော်ဝင်းသိန်းလက်ကန်လာတယ်တကန်တော့ရှင်ပြောမိတာလေဂျုံမင်းဦးအေရီယာထဲမှာလက်ကန်ဂျုံမင်းဦးရဲ့ကန်ချက်ကတော့ဂိုးပေါင်းရာသီမှာပါကစ္စတန်အသင်းပဲအေရီယာကိုမှားပေးလာပြီကောင်းတိုင်းပြီဒီချိန်မှာလည်းမြန်မာသင်းရဲ့ခံစစ်ကပဲဦးထားခဲ့တာဖြစ်ပါတယ်ချသွားတယ်လားစောင့်ကြည့်ရမယ်ဗျာမမောင်လွင်မဲ့အတိုင်းမှားပေးလာတယ်အေရီယာကိုကြားတယ်ကောင်းတိုင်းပြန်ချပြီးတဲ့ပြီခေါ်ပြီနော်တကယ်ကိုခက်ခဲပြီးတော့ရှုပ်ချက်ခဲ့နေတဲ့အနေအထားတစ်ခုပါပဲမြန်မာသင်းဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုပိုင်းခေါင်းချက်အနေနဲ့စိတ်စောရီကဂိုးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှဂိုးသွားတာလားဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်လို့စပြီးတော့ရသွားခဲ့ပြီမဟာရက်နဗျောမြောက်ပေးထားတယ်မော်ဦးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်ဗျာရထအောင်စတန်တင်မဲ့လက်ကန်လာပြီလေကိုလာပါရဲ့ကန်ချက်တစ်ခုကိုတော့ဘယ်နဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပက်ပြီးတော့ကန်သွင်းမှုအတွက်နာပြီးကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ကိုနေရတော့အနေငယ်ကက်ပြီးတော့လဲဆိုတော့သွားခဲ့တယ်နော်နာကျော်ဘယ်ချိန်နဲ့ပါတင်ပေးရတယ်ဘောတော့မြောင်းနေတယ်ပြထအောင်မကစတန်ဒီပေးရတော့မှားတယ်မြတ်ဒါသမားလက်ကန်လာလေခွင့်ရကောင်းရရှိခဲ့တယ်လို့အစောမှာဖြစ်ပေမဲ့သူ့ရဲ့ကန်ချက်ကတော့ဒီမဲ့ဆိုဝင်တဲ့ရာလာတဲ့မလွတ်လွတ်ချွတ်ပဲအေးရတော့ပေးလာပြီမာတင်ပဲလက်ကန်ပြီဒီကြမ်းမှာလူစားဝင်လာခဲ့တဲ့မင်းမော်ဦးအသင်းကပထမပိုင်းမှာရရှိခဲ့တဲ့တန်းပိုင်ရဲ့သင်္ဘောတကူနဲ့အတူပြိုင်ပွဲသင်းကိုတော့အကောင်းဆုံးဆက်ပြီးတော့ဦးဆောင်ထားနိုင်သေးလို့ပဲပြောရမှာဖြစ်ပါတယ်ဝင်နိုင်ချိုတိုက်နေတဲ့ကြားပေါ်တက်မာတင်ပဲလွတ်လွတ်ချွတ်ပဲဝင်နိုင်ချိုပြန်ထွက်လာတော့မမော်နဲ့ချက်ပိုက်ပြီပါဒီချင်းတွေကိုသင်္ဘောတကူဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့လို့ထပ်ပြီးတော့ရလာတဲ့အခွင့်အရေးကိုလည်းအသင်းကောင်းဆောင်မော်လေးအဆုံးသက်ရမှာဂိုးပေါင်းနဲ့တက်မှတ်ခဲ့ကျွန်တော်မရှိခဲ့တာဖြစ်ပါတယ်ကိုမြတ်ဖုံးရဲ့တကယ်ဟိုအလီဟိုက်ဒါမော်လေးကိုဖျက်ချော်လာခဲ့ရဗျာလီဟိုက်ဒါပဲတစ်ချက်ပြန်ခောက်ထားသေးတယ်သူကန်ပို့ပြီးတော့ပြေချိုးလာချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဒါရင်သာမှာအလီဟိုက်ဒါရဲ့ပေးဖို့ဘဝတော်တော်လေးကိုကောင်းမွန်ခဲ့ပြီးတော့ထွက်လာခဲ့မြတ်ဘေတဲ့မှာလို့မင်းမော်ဦးချွတ်ရှိနေမြတ်မင်းမော်ဦးပဲချက်ခောက်ထားသေးတယ်မင်းမော်ဦးချင်းချင်းမင်းမော်ဦးပဲလဲလာတယ်လက်ကန်လာတယ်ဒီစကန်တဲ့ဒီဘလောမောင်လေးထက်ကန်လာပြီဒီမှာအဂျေဘတ်တို့မာတင်အောင်တဲ့ချင်းဦးဆောင်ကိုရရှိဖို့ဒီပါကစ္စတန်တင်ပဲလက်ကန်ပြီဒုတိယပိုင်းပြီးဆုံးဖို့အနီးကပ်လာတဲ့မောင်လွင်ရလက်ကန်လာတယ်ဒီမှာအဂျေဘတ်ပုတ်ထုတ်ပြီးတော့ကာကွယ်ထားတာပဲဖြစ်ပါတယ်ဒီစပယ်ရှယ်ကမ်ပိုပြီးတာလေမာတင်ကခေါင်းကြီးလေမြတ်မမော်ဘူးဆိုနာနဲ့ကက်နေထားခဲ့တယ်အားလုံးပါလားရှင်ပြည်သူများမြတ်ချုပ်ပစီကံပြည်စပ်ပြည်သူတွေမှာပဲမာတင်နဲ့ပါကစ္စတန်အသင်းတွေရဲ့ပွဲစားကြီးမြစ်90ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်